Nyama tamaingo tege nale chain pagango da maka piugo ba titha phulo bare ba chang le so ro pagan min naingan ji ye amit ji ha piu myu pyo yin je mu the ma be sa tin tha ge lo ba piu ri myama bi the win la bong ga ro tamain aya piu lu myu ri ha a she a sha ba kan ni ta phie phie shwe pyaung la ja bi မြန်မာပြည်အလဲပိုင်းမြေပြင်ကျဲတွေမှာအခြေချားနေထိုင်လာကြတယ်လို့ယူဆကြပါလေမြေဥစ္စာကောင်းမြေရေးကျွဲဝါတဲ့ဧရိယာတွေကိုရွေးချယ်ပြီးမြို့ပျော်ရင်ကျဲမှုတိဆောက်ခဲ့ကြတာဟာပြူတို့ရဲ့အထူးလက္ခဏာတစ်ခုပါပြူတွေဟာတောထဲမှာမပြန့်ကျဲနေတဲ့ပဲမြို့ပျော်စနစ်နဲ့အုပ်ချုပ်ရေးရှိတဲ့မြို့ကြီးတွေတည်ထောင်ခဲ့ကြပါတယ်ထင်ရှားတဲ့ပြူမြို့တွေကတော့ပိစနိုဟန်လင်းနဲ့တရေခေတရားတီတို့ဖြစ်ပါတယ်ဒီမြို့ကြီးတွေမှာမြို့တတိုင်းရေမြောင်းစနစ်ဖျားချောင်းစာပိတ်ရင်ကျေးမှုတို့အပြည့်အဝရှိနေပြီးပြူတွေဟာမြန်မာပြည်ရဲ့အစိုးဆုံးမြို့ပျော်ရင်ကျေးမှုတိဆောက်ခဲ့တဲ့လူမျိုးတွေထဲကတစုဖြစ်တယ်လို့ဆိုနိုင်ပါတယ်နောက်ပိုင်းကာလတွေမှာမြန်မာဗမာလူမျိုးတွေဟာမြောက်ဘက်ဒေသတွေကနေတဖြည်းဖြည်းတောင်ဘက်အလယ်ပိုင်းဒေသတွေကိုဆင်းသက်လာကြပါတယ်။အဲ့ဒီအချိန်မှာပြူမျိုးတွေကရှိနေပြီးသားဖြစ်တာကြောင့်တိုက်ခိုက်ဖျက်ဆီးသလိုမဟုတ်ဘဲယဉ်ကျေးမှုဘာသာရေးနေထိုင်မှုပုံစံတွေကိုတဖြည်းဖြည်းလက်ခံသွားခဲ့ကြတယ်လို့သမိုင်းပညာရှင်အချို့ကယူဆကြပါတယ်။ပြူတို့ရဲ့ဖိရားဘက်ဆိုင်ရာယဉ်ကျေးမှုမြို့ပျော်တိဆောက်ပုံစာပိတ်ယဉ်ကျေးမှုတွေကိုမြန်မာတွေဆက်လက်ယူဆောင်တုံ့ဆွဲခဲ့ကြတာကြောင့်လူမျိုးရေးအရာမပြတ်တော့ပဲတဖြည်းဖြည်းပေါင်းစည်းသွားခဲ့ပါတယ်။ဒီပေါင်းစည်းမှုကပဲနောက်ဆုံးမှာမင်းနိုင်ငံကြီးတစ်ခုတည်ထောင်နိုင်တဲ့အင်အားကြီးသမိုင်းစင်ကိုရောက်ရှိစေခဲ့တာပါ။ပကံမင်းနိုင်ငံပေါ်ထွန်းလာခြင်းပကံဟာရွတ်တရပေါ်ထွန်းလာတဲ့အင်ပါယာမဟုတ်ပါဘူး။ပြူမျိုးပြိုရင်ကျဲမှုတော့မြန်မာအင်အားဒီနှစ်ခုပေါင်းစည်းခဲ့တဲ့တဘာဝရလက်တစ်ခုပါပဲပြူရော့တီခဲ့တဲ့မြို့ပြောအခြေခံဘာသာရေးယဉ်ကျေးမှုစနစ်တရအုပ်ချုပ်မှုပုံစံတွေကပကံအင်ပါယာတည်ထောင်ရာမှာအခြေခံအုတ်မြစ်ကြီးဖြစ်လာခဲ့ပါပဲပြူသွေးသားတွေယနေ့တိုင်ရှိနေသေးသလားဆိုတာကတော့တမိုင်းလေလာထို့အချို့ရဲ့အမြင်အရာပြူလူမျိုးတွေဟာလုံးဝပျောက်ကွယ်သွားတာမဟုတ်ပဲမြန်မာလူမျိုးထဲသို့တဖြည်းဖြည်းပေါင်းစည်းသွားခဲ့ကြတာဖြစ်ပြီးယနေ့အချိန်ထိမြန်မာပြည်အလဲပိုင်းဒေသတွေအထူးသဖြင့်ယနေ့တောင်တရတီနယ်အပါအဝင်အေယာဝတီမြစ်ဝင်းဒေသများတွင်ဖြူသွေးသားအမွေနှစ်တွေဆက်လက်ရှိနေသုံးပဲလို့ယူဆကြပါလေ။ဒါကြောင့်ပကံမင်းနိုင်ငံဟာမြန်မာတို့တယောက်တည်းတည်ထောင်ခဲ့တဲ့အင်ပါယာမဟုတ်ပဲပြူနဲ့မြန်မာတို့တမိုင်းဝင်ပေါင်းစည်းမှုကနေမွေးဖွားလာခဲ့တဲ့မြန်မာပထမအင်ပါယာကြီးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။